focal length ဆိုတဲ့အကြောင်းသွားမှာကျမတို့သုံးမယ်သုံးပြီးပြီဆိုရင် focal length ဆိုတဲ့အသေးတန်ဘူးလေးကိုရှာမှာဖြစ်ပါတယ်ရှာရမယ့်အခါမှာနော် optimal လို့ပြောတဲ့ focal length လိုချင်တယ်ဆိုရင်ရွေးရမယ်မဲတာအမျိုးအစားတွေကိုဒီမှာ select မဲတာနဲ့ပြပေးတာဖြစ်ပါတယ်ဘယ်နှခုပါတယ်လဲဆိုရင်တစ်ချက်လေးကြည့်အောင်ပါသူလေးကိုတစ်ချက်ကလေးနေမယ်အားလုံးပေါင်း10မျိုးတွေ့ရမှာဖြစ်ပါတယ်ဒါကျမတော့မဲတာ1ကိုရွေးထားပါတယ်အကြကိုသုံးလိုက်တဲ့မဲတာရွေးပြီးပြီဆိုနောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုသူတို့ကို access combat မဲတာစထားပေးရမှာဖြစ်ပါတယ်ဒီမှာပေါက်လေးပါတယ်နော်သူလေးကိုကလစ်လေးတစ်ချက်နေပေးပါဟုတ်ပြီအဲ့ဒါစပြီးကျမမဲတာထားလိုက်ပြီနော်မဲတာထားလိုက်ပြီဆိုအဲ့ဒီမဲတာဘယ်မှာလဲဆိုဒီမှာပေါ်ခဲ့မှာဖြစ်ပါတယ်ဒီမှာမဲတာလေးမြင်ရပါမယ်တော့မဲတာလေးမြင်ရပြီဆိုကိုကအဲ့ဒီမှာသူကပြောတယ် position or length နော်အဲ့ဒီမှာဘလူးရဲ့ position ဘလောက်ကွာဝေးမှာထားမလဲပေါ့နော်သူဒီနေရာအောင်ဒီကနေပေးထားတယ်10ကနေ50ကြားတကယ်ပြင်50အထိထားလို့ရတယ်တကယ်တော့နော်10ကနေ50အဲ့ဒီအထိလည်းထားလို့ရတယ်ပေါ့နော်သူပေးတာအဲ့လောက်ထိပေးပါတယ်အဲ့ကျွန်မထားကြည့်သူ့ကိုရွှေ့လိုက်မယ်ဒီမှာသူ့ကိုရွှေ့လိုက်တယ်ဆိုဒီမှာလေသူ့လေးပါရွှေ့သွားမှာဖြစ်ပါတယ်ဒါလေးက combat lens လေးဖြစ်ပါတယ်နော်ကျမတို့ combat meter တို့လုပ်တယ်ဒါပေမဲ့ lens လေးရောဒီမှာသုံးရတာဖြစ်ပါတယ် combat lens လည်းသုံးတယ် combat meter လည်းသုံးတယ် screen ဆိုတာလေးလည်းသုံးတာဖြစ်ပါတယ်နော်အကြ3မျိုးပါတယ်ပေါ့နော်နောက်က light box အလင်းပေးတဲ့ box လေးလည်းပါတယ်ပေါ့နော်ကဲဒီဘက်မှာထားလိုက်တယ်အခုဆိုဘယ်လောက်ထားလဲဆိုရင်24.8 cm ဆိုတာလေးဒီမှာတွေ့ရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးထပ်ရွှေ့ကြည့်လိုက်နော်ကျွန်မထပ်ရွှေ့ကြည့်လိုက်မယ်ရွှေ့လိုက်မယ်ဘယ်လောက်ထိရွှေ့လိုက်မလဲဆိုရင် okay ဒီမှာဆိုရင်32လေဒီမှာ 32.8 cm ဟောဒါကိုထားလိုက်တဲ့ box ကိုဒီမှာပြန်တွေ့ရမှာဖြစ်ပါတယ်နော်မမြင်ရမှာဆိုလို့ဒီလိုလေးတစ်ချက်ကြည့်ပေးပါဒီမှာဒါဆိုရင်မြင်ရနော်ဒီမှာပေါင်လေးနဲ့မြင်ရနော်အဲ့ဒါဆိုရင်နောက်တစ်ခုပါလဲဆိုတော့ light on ဆိုတဲ့အလင်းပေးရအောင်ကျွန်တော်အလင်းပေးလိုက်ပြီးနော်ဒီမှာ light on ဆိုတဲ့အလင်းပေးလိုက်ပြီးဆိုမှမြင်ရမယ်နော် screen bênမှာအလင်းပေါ်နေဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲကြောင့်အလင်းစထိုးပြီး okay အလင်းစထိုးတဲ့အချိန်မှာဟောဒီဘက်မှာ तू ကဘယ်လိုလေးမြင်ရလဲဆိုရင်ပုံရိပ်လေးမြင်ရမယ်ပေါ့နော်ပုံရိပ်လေးမြင်ရမယ်ဒီမှာအဖြူရောင်လေးမြင်ရပုံရိပ်အဖြူရောင်လေးမြင်ရတယ်နော်အဲ့ချိန်မှာကျမတို့က distance နီးနီးကတ်ထားကြည့်လိုက်ပေါ့နော်ဘယ်လောက်ထိထားကြည့်မလဲနော်နီးနီးလေးထားကြည့်လိုက်ရှေ့ကိုရွှေ့လိုက်တယ်နော်အဲ့ဒါရွှေ့တဲ့နေရာမှာဘယ်မှာရွှေ့လဲဆိုဒီမှာအောက်မှာလေ position or screen နဲ့ screen ရဲ့ position ရွှေ့တာနော်ဒီမှာ screen ရဲ့ position ရွှေ့လိုက်တယ်ဘယ်လောက် position လဲဆိုတော့ဒီမှာလဲတွေ့ရမယ်ဒီမှာလဲမြင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါ screen ရဲ့ position ဒီမှာရွှေ့လိုက်တယ် okay ရွှေ့ကြည့်ပါ okay အဲ့လေတော့ဒီမှာထားကြည့်နော်ဒီမှာဆိုကျွန်တော်ဘယ်လိုထားလိုက်လဲဆိုတော့အပေါင်းနဲ့ပုံလေးကိုတော့မြင်ရမယ်လို့ထင်တယ်ဒီအလဲကောင်မှာအပေါင်းလေးနဲ့နော်ဒီမှာအပေါင်းလေးနဲ့မြင်ရတယ်နော်မယုံရင်နောက်ပြန်ရွှေ့ကြည့်လိုက်သူနော် screen ရဲ့ distance ကိုနောက်ပြန်ရွှေ့ကြည့်လိုက်အဲ့လိုမျိုးမြင်ရလားလို့ဆိုတစ်ချက်လေးပြန်ကြည့်လိုက်ပါ okay ဒီမှာမမြင်ရတော့ဒီမှာကြည့်လိုက်ခုနကတော့ဒီဘက်မှာအပေါင်းလေးနဲ့ကျွန်တော်တို့မြင်ရတယ်ဒီမှာတော့ပန်းရောင်လေးနဲ့ချိန်ထားတဲ့အပေါင်းလေးနဲ့မြင်ရမယ်သူဒီလိုအပေါင်းလေးနဲ့မြင်ရမှာပေါ့ဒီလိုအပေါင်းလက္ခဏာနဲ့မြင်ရအခုဒီထဲမှာじゃအပေါင်းပါလားဆိုမပါတော့ဘူးသူကနော်လုံးဝအပေါင်းမပါဘူးအဖြူပဲအဲကြ तू က shade ကနော် shade image မထွက်ဘူးလို့ပြောချင်တာ distance နည်းနည်းဝေးသွားလို့နော် shade image မထွက်တာ distance နီးသွားလေဒီ shade image တွေထွက်မှာဖြစ်ပါတယ်နော် shade image တွေထွက်သွားတယ်ဆိုတာတွေ့ရမှာဖြစ်ပါဟုတ်ပြီနော်အဲဆိုကျွန်မကနည်းနည်းလေး distance ပြန်တိုးကြည့်မယ်နော်distance နည်းနည်းလေးရှင်းပြန်ပြီးတော့နီးကပ်ကြည့်လိုက်မယ်ဟိုဒီမှာဒါဆိုလုံးဝ share image ထွက်တယ်ဆိုတာပြန်တွေးရမှာဖြစ်ပါတယ်ဒီမှာနော်အပေါင်းလေးနဲ့ share image ထွက်တယ်နော်ဒီမှာじゃလုံးဝမပါဘူးသူက not share image နော် image တော့ထွက်တယ် share image မပါတာဖြစ်ပါတယ်နော်ကဲအကြအောက်မှာဘာပါသေးလဲဆိုရင်တစ်ချက်လေးကြည့်အောင်ပါအဲ့ဒါကဘာလဲဆို position ဒီမှာလေးအောက်မှာ position ကိုမဲတာဆိုတဲ့အောက်မှာကျမတို့ဒါ position ကကိုယ်ရွေးပြီးသားကိုမဲတာနော်အဲ့ဒီရဲ့အောက်မှာဘာလဲဆို show answer result ပြဟောကျမတို့ပုံမှန်ဆိုရင်မဲတာ formula သုံးတယ်ဘယ်လိုရှာလဲ1 my နော်
1 by u plus 1 by v equal 1 by f အဲ့ဒီတရားနေမှာကျွန်တော်တို့ f ကိုပြန်ရှာတာဟုတ်တယ်နော်အဲ့ဒီတရားနေ f လေးကိုပြန်ရှာရတယ်ဘယ်လောက်စင်တီမီတာမှာရှိတယ်အဲ့လိုရှာရတာမဟုတ်လားအခုဒီမှာ simulation မှာအဲ့လိုပြန်ရှာစရာမလိုပါဘူး debrate ထဲကိုဘယ်လောက်ထားတယ်လဲနောက်ဆုံး f ဆိုတဲ့ focal length ကိုအဖြေက result ထွက်ပြီးမှာဖြစ်ပါတယ်ကျွန်တော်ရှာစရာမလိုတော့ဘူးပေါ့နော်အဲဆိုဒီမှာ result လေးကိုတစ်ချက်လေးနှိပ်လိုက်တာနဲ့ show result ပြပြီးသားဖြစ်သွားမှာဖြစ်ပါနော် show result မပြရသေးဘူးဆိုရင်တော့ကိုယ့်အနေကိုu ဘယ်လောက်ရှိတယ် v ဘယ်လောက်ရှိတယ်နော် f ဘယ်လောက်လဲဆိုတာရှာရအောင်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်နော်အခုဒီမှာ show result ပြတာလေတခါလေအဖြေရပြီးသားဖြစ်သွားမှာဖြစ်ပါတယ်အဲဆိုကျွန်မ show result လေးတစ်ချက်ကိုနော် ticket လေးလုပ်ကြည့်နော် ticket လေးလုပ်ကြည့်မယ် okay အဲ့မှာအောက်မှာကျွန်တော်ဗာလဲ result တခါလေးရပြီဒီမှာသူကပြောတယ်နော်ကိုကယ်လန်အော်ကွန်ဘတ်လဲတာဘယ်လောက်လဲဆို11 cm လို့ပြောတာဖြစ်ပါတယ်သူကဒီမှာပေးတယ်နော်11 cm ဒါဆိုကျွန်တော်တို့ကဒီ simulation အတွက်တခါတန်ဖို့ f အသေးတန်ဖို့တခါရသွားပြီနော်နောက်တစ်ချိန်ပြန်ရှာရင် result လေးတစ်ချက်ပြန်နေအစာအနေပြန်ပြီး simulation ပြန်လုပ်ရသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုရင်ကျွန်မကဒီနေ့ဒီလောက်ပါပဲကျွန်မ YouTube channel လေးကို subscribe and like လေးလုပ်ပေးခဲ့ဖို့အားလုံးတောင်းဆိုပါတယ်